ဦးစာရှာအချိန်မစောပါနဲ့ကိုနဲ့စုံမဲ့သူကစုံကိုစုံမှာပါတွေ့ကိုတွေ့ရမှာပါဆန္ဒမစောပါနဲ့အချစ်ကိုရှာဆန္ဒစောခဲ့ရင်အနာဂတ်ပြတ်သွားတတ်တယ်ဘဝတွေပြိုလဲပျက်စီးရတတ်တယ်ငယ်ရွယ်နှုတ်ပြိုလွတ်လပ်တော့မှပညာတတ်အောင်တင်ပြီးပတ်စံကိုရအောင်ရှာတဲ့တယ်စိတ်ကိုအလိုလိုက်မိလို့အချစ်ရှာဆန္ဒစောမိရင်ဖူးစာစင်စစ်နဲ့မတွေ့ပဲအပျော်အပြက်တမားနဲ့ရတတ်တယ်ဖူးစာဆိုတာဥရလူစနစ်မဟုတ်ပါဘူးဘယ်သူမှဥလို့ယူလို့မရပါဘူးကိုယ့်ရဲ့ဇာတာကတတ်မှတ်ပြီးတာပါထိုသူနဲ့ဆုံရမယ့်ကန်ဇာတာပါလာခဲ့ရင်ဘလောက်ပုံနေရှောင်းနေမရဘူးစုံကိုစုံတယ်တွေ့ကိုတွေ့ပါတယ်အထီးကျန်လို့ဆိုပြီးအပျော်တမ်းရည်စားရှာရင်ကလူညွတ်နေတုံးဘဝတွေရှုံးသွားတဲ့လူတွေကိုမိမိပတ်ဝန်းကျင်မှာမြင်ဘူးတွေ့ဘူးကြမှာပါပျော်ရရှာရင်ပြတ်သွားကြတာလေအိမ်အောင်20-30နဲ့ဘဝကိုအမဲဆက်တွေဖုံးလွှမ်းသွားတယ်အမဲဆက်ဆိုတဲ့လောင်းအောက်မှာအနာဂတ်တွေတည်သွားတယ်ဘဝတွေတည်သွားတယ်ပြန်ပြင်လို့မရတော့ဘူးဒါကြောင့်အချစ်ကိုရှာဆန္ဒမစောပါနဲ့ဖူးစာရှာမလောပါနဲ့ထိုက်တန်ရင်နန်းတော်ဒီကိုယ့်အတွက်ကိုယ်ပိုင်အိမ်ဖြစ်လာမှာပါ